လောကမှာလူတွေဘေးရန်အနေနဲ့ကြုံကြတယ်ဆင်းရဲဒုက္ခတွေရောက်ကြတယ်အခက်အခဲတွေတွေ့ကြတယ်ပြဿနာမျိုးစုံနဲ့ရင်ဆိုင်ကြရတယ်အဲ့ဒီလိုဖြစ်တာဘယ်သူအမှားလဲကိုကြောင့်လားသူကြောင့်လားအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတဲ့အတ္တတနာတုတ်ကိုနိုင်မှတ်သားပြီးတော့ဆင်ញင်စဉ်းစားဖို့အဖြေထုတ်နိုင်ဖို့ပေါ့နော်အဲ့တော့ဒီသုတ်တံဖြစ်ပေါ်လာခြင်းအကြောင်းကတော့တာကိယနဲ့ကောလိယကြားမှာရောဟိနီဆိုတဲ့မြစ်ခန့်ငယ်ငယ်မြစ်ကလေးပေါ့တခါတည်းရေရှိရေများတယ်တခါတခါရေနေတယ်ဗမာပြည်မှာပြောရင်တော့မူးမြစ်လိုဟာမျိုးပေါ့သိကြီးမားတဲ့မြစ်ကြီးမဟုတ်ဘူးခင်္ဃာတို့ယမုနာတို့လိုကြီးတဲ့မြစ်ကြီးတွေမဟုတ်ဘဲနဲ့ချောင်းသာမြစ်မျိုးတွေအဲ့ဒီမြစ်တွေဟာနိုင်ငံအတွက်တိနတ်စိုက်ပျိုးဖို့အတွက်အရေးပါတယ်ပေါ့ရှေ့ရဖို့အတွက်အပဒမအရေးပါတယ်ဒါဒီကနေ့ခေတ်မှာမဟုတ်ဘူးရှေ့ခေတ်ကလည်းဒီလိုပဲမြစ်တွေတွယ်ပြီးတော့စိုက်ပျိုးရေးလုပ်ကြရတယ်ဒီကနေ့ခေတ်မှာဆယ်မြောင်းတွေလုပ်တယ်လို့ပဲရှေ့ခေတ်ကလည်းဆယ်မြောင်းတွေလုပ်ခဲ့တာဆယ်မြောင်းလုပ်ငန်းကနေ့ခေတ်မှာမဟုတ်ဘူးဟိုရှေ့တုန်းကလည်းရှိခဲ့တယ်အဲ့တော့ရောဟိနီမြစ်ကနေပြီးတော့လည်းပဲမြောင်းသွယ်ပြီးတော့စပါးစိုက်ပျိုးတဲ့လုပ်ငန်းတွေကိုနိုင်ငံကအသုံးချနေကြတာဖြစ်တယ်အဲ့လိုနိုင်ငံအသုံးချတဲ့အခါတခါတည်းရေကလုံလောက်ရှိတော့နိုင်ငံသုံးနိုင်တယ်ပေါ့တခါတည်းရေမိုးခုန်သွားလို့ရှည်နေနေတဲ့အခါမှာနိုင်ငံမသုံးတော့တဲ့အခါလည်းရှိတယ်အဲ့ဒီခါမှာတော့သူရဖို့ကိုရဖို့အချင်းများတာတွေဖြစ်လာတယ်နိုင်ငံမသုံးတော့ဘူးဆိုဟိုရှေးတုန်းကတခါကြားဘူးလိုက်တယ်ခင်းကမြေရည်နဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်စကားများဘူးတွေပေါ့သတင်းစာတွေမှာတွေ့ခင်းကမြေရည်ကိုခွဲဝေသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့စကားများဘူးတဲ့တရင်ကချင်းများဘူးတဲ့ပေါ့အဲ့ဒါလိုဒီနာမဲကောင်မြေဆိုတာလည်းပဲဒီပြဿနာတွေနှီးငယ်ရှိနိုင်တယ်မဲကောင်မြေနိုင်ငံများစွာရှိတယ်ပေါ့မဲကောင်မြေစီဝင်တဲ့နိုင်ငံ9နိုင်ငံလောက်အဲ့တော့ရေကိုအကြိမ်ပြီးမဲကောင်မြေကိုဆယ်လုံးမဲ့ဆိုလို့ရှိရင်ဒီနိုင်ငံတွေဟာရေရလို့မှုနဲ့ပတ်သက်ပြီးတော့အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့အချင်းများတဲ့အရာတွေရှိလာနိုင်တယ်ပေါ့အဲ့တော့ဒီရောဟိနီလေးကလည်းမြင့်ငယ်လေးဆိုတော့နိုင်ငံရေသွင်းပြီးတော့ယူမယ်ဆိုလို့ရှိရင်စိုက်ပျိုးရေးအတွက်မလုံလောက်ဘူးမလုံလောက်တဲ့အခါကျတော့သူရလို့မှုငါရလို့မှုနဲ့အငင်းပွားလာကြတယ်အငင်းပွားလာတဲ့အခါကျတော့တူနဲ့တူအလျှော့မပေးကြလိုက်လျောမှုမပြုတ်နိုင်တဲ့အခါကျတော့နောက်ဆုံးမှာစစ်ပွဲထီအောင်ရောက်ရှိလာတယ်မြတ်စွာဘုရားလက်ထက်ကလည်းအဲ့လိုပဲဒီတာကိယနဲ့ကောလိယကပိလဝနဲ့ဒေဝဒဟလို့တာကိယနဲ့ကောလိယဆိုတာဆွေတွေမျိုးတွေကြီးပဲအကုန်လုံးရောဟိနီမြေခရီးချာနေတဲ့နဲ့ဒီဘက်ကရှင်မြေဒေသတွေခိယနဲ့ကောလိယတို့ဟာပိုင်ဆိုးပြီးတော့အဲ့ဒီမြေကိုအသုံးပြုပြီးစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကြတယ်နိုင်ငံဖွံ့ဖြိုးအောင်လုပ်ကြတယ်အဲ့တော့ဒီနေရာမှာတာကိယတို့ကောလိယတို့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းလေးကိုမှတ်သားသင့်တယ်ပေါ့လူမျိုးဆိုတာဖြစ်ပေါ်လာတာမြန်မာနိုင်ငံမှာလည်းပဲမြန်မာလူမျိုးဆိုတာဖြစ်ပေါ်လာတာဘယ်လာတာတော့သမိုင်းဆရာတွေအရဆိုရင်နော်
တိဘက်တို့ဗာမင်းအနွယ်ကနေပြီးတော့မြန်မာဒေသဘက်ကိုဝင်ရောက်လာတဲ့လူမျိုးအုပ်စုကနေပြီးတော့မြန်မာလူမျိုးအုပ်စုဖြစ်လာတယ်ပေါ့အဲ့တော့ပြောပဲဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာလည်းပဲလူမျိုးအုပ်စုတွေကများတယ်အသီးသီးဝင်ရောက်လာကြတာတွေပေါ့မွန်ဂိုလွိုက်တို့နော်မွန်ခမာအုပ်စုတို့တိဘက်တို့ဗာမင်းတို့လူမျိုးအုပ်စုတွေကမြန်မာနိုင်ငံဒေသတွေကိုဝင်ရောက်လာပြီးတော့ရှေးကြီးရမျက်နှာရရှာရင်းကနေပြီးတော့ဒီကနေ့ခေတ်မြန်မာနိုင်ငံဆိုပြီးတော့ကမ္ဘာမြေပုံထဲမှာစည်ရင်ဝင်ဖြစ်လာတယ်ပေါ့အဲ့ဒါလိုပဲဟိမွန်တာတောင်ချီမှာငကိုတော့တော်ကြီးပဲအိန္ဒိယနိုင်ငံလူမျိုးအုပ်စုတွေဟာဟိမွန်တာတောင်ချီကိုရောက်လာပြီးတော့ရှေးကြီးရမျက်နှာရသို့မဟုတ်ကြောက်တစ်ခုခုကြောင့်ရောက်ရှိလာပြီးတော့အစိုးလိုက်နေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ရောက်ရှိလာအဲ့တော့တာကိယတက်ကြလူမျိုးတွေရဲ့သမိုင်းဆိုဒီကနေ့ထိအောင်တက်ကြလူမျိုးဆိုတာဒီဘောနိုင်ငံမှာရှိတယ်ဒီဘောနိုင်ငံကအဓိကလူမျိုးကြီးနှစ်ခုရှိတယ်နေပါဠိလူမျိုးနဲ့နေဝါရီလူမျိုးလို့ခေါ်တယ်နေဝါရီဆိုတဲ့လူမျိုးတွေကတက်ကြလူမျိုးဆိုတာရှိတယ်နေဝါရီလူမျိုးတွေကဘယ်ကဆင်းသက်လာတဲ့ຫນွယ်လဲလို့နေဘောရောက်တော့ကမေးကြည့်တဲ့အခါတိဘက်တို့ဗာမင်းຫນွယ်ဆက်ပြောတယ်သူတို့ဒါကြောင့်မို့ရုပ်တွေကဗမာတွေနဲ့တူတယ်နေဝါရီလူမျိုးကဗမာရုပ်အတိုင်းပဲအကုန်လုံးဘာသာစကားလည်းပဲနေပါဠိနဲ့မတူဘူးနေပါဠိကတော့ကောရခါလူမျိုးပေါ့နော်ပါဠိလူမျိုးကအဲ့ဒီနိုင်ငံမှာတော့ majority သူကလူမျိုးစုအကောင်းတယ်ဒါပေမဲ့အုပ်စိုးတာနေပါဠိကအုပ်စိုးတယ်ဘယင်ကြတော့အခုတော့ဘယင်စနစ်မရှိတော့ဘူးဒီဘောနိုင်ငံမှာဘယင်ကပျောက်ကွယ်သွားပြီဘယင်စနစ်ဖြတ်သိမ်းလိုက်ပြီဖြတ်သိမ်းလိုက်တော့အခုတော့ရွှေကောက်ပွဲနဲ့မဲနိုင်တဲ့လူကအုပ်စိုးတဲ့အနေအထားပြေရောက်သွားပြီပေါ့အဲ့ဒီမှာနေဝါရီလူမျိုးအုပ်စုတွေထဲမှာတက်ကြလူမျိုးဆိုတာတွေ့ခဲ့တယ်သူတို့တတိတသနေတယ်သိမယုံဒါပြင်အဲ့ဒီတက်ကြလူမျိုးတွေဟာဘယ်ချိန်ကဖြစ်လာတာလဲတက်ကြသမိုင်းကိုရှားပွေကြည့်ပဲဆိုရင်တော့ပိဋကစာပေမှာရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာပဲဒီဘုရားကိုယ်တိုင်ဟောတာတော့အမထတုံမှာဟောခဲ့တာရှိတယ်တက္ကရာတွေမှာလည်းပဲဒါရေးတယ်အဲ့ဒီသမိုင်းကြောင်းလေးကိုပြောရမယ်ဆိုလို့ရှိရင်တော့အိန္ဒိယနိုင်ငံမှာမဟာသမတဟိုရှေးရခင်တဲ့ဒီစပရိမှာမဟာသမတမင်းဆိုအုပ်စိုးခဲ့တယ်အဲ့ဒီမဟာသမတမင်းအုပ်စိုးတဲ့အချိန်မှာမဟာသမတမင်းရဲ့မျိုးဆက်ဝင်မင်းတွေဟာနှစ်ပေါင်းရှိလျားဆိုဆင်ဆက်အထုတ်လာဒီအုပ်ချုပ်လာခဲ့တဲ့ထဲမှာအဲ့ဒီမဟာသမတမင်းရဲ့သားစဉ်မြေးဆက်ထဲမှာဥက္ကာကဝန္တအောက်ကာကဝန္တအောက်ကကမျိုးနွယ်ဆိုပြီးတော့မျိုးဆက်တစ်ခုပေါ်လာတယ်အောက်ကကမျိုးဆက်အဲ့ဒီအောက်ကကမင်းကလည်းပထမမျိုးဆက်ဒုတိယမျိုးဆက်တတိယမျိုးဆက်လို့သူကလည်း30ရှိတယ်တတိယအောက်ကကမျိုးဆက်ဘုရင်ဖြစ်သူရောက်လာတယ်တကြသမိုင်းပေါ်ပေါ်ဖို့အတွက်ဒီအခြေခံလာတဲ့သဘောပေါ့နော်သူကတကြဖြစ်ရင်တော့မဟုတ်သေးဘူးအဲ့တော့တကြပေါ်ဖို့ရအတွက်ဘယ်အနေပေါက်ဖွာလာတာတော့ဆိုအောက်ကကတတိယမျိုးဆက်အောက်ကကဘုရင်တတိယကျင့်ဥဆိုတဲ့အောက်ကကဘုရင်ကနေပြီးတော့
တက်ကြသမိုင်းကိုစတင်လာတယ်အဲ့ဒီအောက်ကကဘုရင်ကြီးမှာမိဖုရား9ဦးရှိတယ်ဟဋ္ဌာတဲ့စိတ်တာတဲ့ဇန္တုတဲ့သာလိနီတဲ့ဝိတာခာတဲ့ရှေးခေတ်ကအိန္ဒိယမဟာရာဇာတွေမှာခဏခေတ်လည်းရှိတယ်အဲ့ဒါတွေကအိန္ဒိယမဟာရာဇာတွေမှာမိဖုရားတစ်ပါးလည်းရန်ရွေတော့900စီရှိတယ်နန်းတော်တစ်ခုမှဆိုလို့ရှိရင်သူတို့ကအသင်းနဲ့အဖွဲ့နဲ့ဘုရင်မင်းမျိုးတွေကနေကြတော့ဟိုအင်္ဂလိပ်လက်ထက်မတိုင်ခင်လေးမှာအိန္ဒိယမှာမဟာရာဇာလို့ခေါ်တဲ့ဘုရင်တွေအများကြီးပဲရှိခဲ့တယ်အိန္ဒိယအင်္ဂလိပ်ကဝင်ရောက်ပြီးတော့အုပ်စိုးတဲ့အခါကျတော့မှအဲ့မဟာရာဇာတွေတချို့ကျန်တယ်တချို့လည်းပျောက်သွားတယ်မိုက်ဆိုးမဟာရာဇာတို့ပါရဏသီကမဟာရာဇာတို့ရှိတယ်သူကအများကြီးပဲအိန္ဒိယမင်းတစ်ပါးကဗမာပြည်မှာပဲအချုပ်ကျပြီးတော့ဗမာပြည်မှာပဲကွယ်လွန်သွားတာတယောက်ရှိတယ်စပါရှာဆိုတဲ့ဘုရားဗမာပြည်မှာအခုအိန္ဒိယဘုရားနာစပါရှာလန်ဆိုတာအခုတော့ဇီဝကလန်လို့ပြန်နာမည်ပြောင်းထားတယ်ထင်ပါတယ်စပါရှာဘုရင်ဆိုတာအိန္ဒိယကမဟာရာဇာတူပဲဗမာပြည်ကတီဘောမင်းကိုအိန္ဒိယနိုင်ငံရတနာဂိရိကျွန်းကိုပို့ပြီးတော့အိန္ဒိယကပြည်နယ်တစ်ခုကဘုရင်တူစပါရှာဆိုတဲ့ဘုရင်ကိုဗမာပြည်ပို့တာဟိုရင်ပေါ့အကျဉ်းကြနေချတာပေါ့နော်ခြေကျုံနဲ့ထားတာဘယ်မှသွားလို့မရဘူးအင်္ဂလိပ်ကအဲ့ဒါလိုအုပ်စိုးသွားတဲ့အချိန်မှာအဲ့တော့အဲ့ဒီမဟာရာဇာဆိုတဲ့ဒီဘုရင်ဒီမှာဒီမိဖုရားတွေရှိကြတယ်အဲ့မိဖုရားတွေမှာခေါင်းဆောင်တယောက်မှာဆိုရင်ခြံရံ900ရှိကြတယ်အဲ့လိုတတိယဥက္ကကဘုရင်မှာမိဖုရား9ဦးရှိတယ်9ဦးရှိတော့အကြီးဆုံးမိဖုရားဟဋ္ဌာဆိုတဲ့အက္ကမေတိမိဖုရားကြီးကသား4ယောက်သမီး5ယောက်ထွန်းကားတယ်သားတော်4ပါးသမီးတော်5ပါးထွန်းကားတယ်သားတော်4ပါးကဥက္ကမုခတဲ့ကရကန္တုဟဋ္ဌိနိကတိနိပူရာလို့နာမည်တွေကတော့ခက်ဆန်းဆန်းပေးထားတာပေါ့နော်အဲ့ဒီလိုမင်းသားတွေက၄ယောက်အကြီး၄ယောက်ဥက္ကမုခကရကန္တုဟဋ္ဌိနိကတိနိပူရာသမီးတော်က5ပါးပိယတဲ့သုတ်ပိယတဲ့အာနန္ဒာဝိစိတသေနာလို့သမီးတော်5ဦးအကျန်တဲ့မိဖုရားတွေကတော့သာသမီမထွန်း5ဦးအဲ့တော့အဲ့ဒီမိဖုရားကြီးအကြီးဆုံးမိဖုရားသာသမီထွန်းကားတဲ့9ယောက်ဝေးဖွားတယ်ဘုရင်ဆိုတာဒီအမျိုးသမီးငယ်တွေကိုလည်းမိဖုရားမြောက်တတ်တယ်နောက်ပိုင်းကျအဲ့တော့ခန့်ငယ်ငယ်အမျိုးသမီးတယောက်ကိုအောက်ကဘုရင်ကြီးကမိဖုရားမြောက်တယ်ဘုရင်ကအသက်ကြီးပြီးမိဖုရားကခန့်ငယ်ငယ်အဲ့ဒီမိဖုရားကသားတော်တစ်ပါးမွေးဖွားတယ်ဇန္တုတဲ့သူ့နာမည်အဲ့ဒီဇန္တုဆိုတဲ့သားကလေးမွေးဖွားလာပြီးတဲ့နောက်မှာထိုင်နိုင်စကားပြောရတဲ့အရွယ်ပြောတတ်စအရွယ်လေးမှာမိဖုရားကတစားဆင်ပြီးဘုရင်ကြီးကိုလာပြတယ်သားတော်လေးဆိုပြီးတော့လာပြဘုရင်ကြီးကလည်းအသက်လဲရလာပြီသားကြီးသမီးကြီးရှိတော်လည်းပဲဒီအငယ်ဆုံးမိဖုရားရဲ့သားလေးကိုသူကပို့ချစ်လာပို့ချစ်တော့ဗာပြောလိုက်တော့ဆိုရင်သူ့ကိုဆုပေးမယ်ဆုချမယ်တို့ချင်းနဲ့ဆုတောင်းလို့ပြောတော့မိဖုရားကရှင်ထဲမှာ
မှတ်ထားလိုက်တယ်သူလိုချင်တဲ့စုတောင်းလို့ပြောတာဆိုငါလိုချင်တဲ့စုခုချိန်တော့မဖော်သေးဘူးကလေးရွယ်ရောက်မှဖော်မယ်ဆိုပြီးလိုချင်တဲ့စုနောက်တော့တောင်းမှမယ်ဆိုပြီးနေလိုက်တာနောက်မင်းသားလေးလည်းအရွယ်ရောက်လာရောမိဖုရားဘာစုတောင်းတော့သူ့သားလေးကိုအိမ်ရှိမင်းလောင်းဖြစ်အိမ်ရှိမင်းသားအဖြစ်ခံအမှုတောင်းဆိုလာခဲ့အိမ်ရှိမင်းသားဆိုတာဒီဘရင်မရှိရင်နောက်တစ်ခါဆက်ခံမဲ့လူကိုဒီပြဿနာဖြစ်လာအဲ့တော့ဟိုမှာမင်းသားကြီးတွေရှိနေဒီမင်းသားလေးကိုအိမ်ရှိမင်းခံရမယ်ဆိုတော့ဘရင်ကြီးအနေနဲ့ပဲလွယ်ပါမလို့နော်အဲ့တော့ဒီစုတော့မပေးနိုင်ဘူးလို့ဆိုတဲ့အခါမိဖုရားငယ်ကဘရင်ဆိုတာပြောပြီးတဲ့ဂတိတီးရမှာပေါ့တောင်းနေတာတောင်းလို့ပြောလို့သူလဲတောင်းတာပေါ့သူတောင်းတာကိုမပေးနိုင်မဲနဲ့ဘာလို့ပြောရသလဲဘုရင်ဆိုတာမုဒ္ဒဝါဒမကျွလွန်ရဘူးဂရိသစ္စာတည်ရတဲ့နဲ့ဘုရင်ကြီးကိုအကျတ်ဆိုင်အောင်အကျက်ကင်တာပေါ့နော်အကျက်ကင်တော့ဘုရင်ကြီးကစဉ်းစားတယ်ငါမှသားတော်ကြီးတွေမင်းသားကြီးတွေရွယ်ရောက်နေတာရှိတယ်ဗမာပြည်မှာလည်းအဲ့ပြဿနာဖြစ်တယ်တရားမင်းတို့မင်းကြီးလက်ထက်မှာပြဿနာကြီးကျယ်ဖြစ်တာပဲအဲ့ဒါမင်းတို့မင်းကြီးကညီတော်ကနောင်မင်းသားနဲ့ထိနှံ့ရအောင်သူတို့တိုက်ပွဲဝင်ကြရတာအဲ့တိုက်ပွဲဝင်တဲ့ထဲမှာအထက်ကဥဆောင်ပြီးတော့ခေါင်းဆောင်ပြီးတိုက်တာကနောင်ကတိုက်တာတိုက်တော့သူတို့အာဏာရတဲ့အခါမင်းတို့မင်းကကနောင်မင်းသားကိုအေးရှိခန့်လိုက်ရတာအေးရှိခန့်လိုက်တဲ့အခါသားကြီးသမီးကြီးတွေသားတော်ကြီးတွေကပေါ်ပေါက်လာပေါ်လာတော့ဟိုကနောင်မင်းကလည်းသူ့သားတော်တွေရှိတယ်အကယ်၍ကနောင်နန်းတက်လို့ရှိရင်မင်းတို့မင်းရဲ့သားကြီးတွေကသူတို့ဘယင်ဖြစ်ဖို့ခက်သွားအဲ့ဒါတော့လည်းစိုးရိမ်နော်သူတို့ရဲ့နန်းတွင်းကြီးအရှုပ်ထွေးတွေကအဲ့ဒါတွေပါတယ်ပေါ့အဲ့ဒီမဲ့မင်းသားတွေကထက်မြက်တဲ့မင်းသားရှိတယ်အေးနေခြင်းတဲ့မင်းသားရှိတယ်ထက်မြက်တဲ့မင်းသားတွေကတော့အမတ်တွေနဲ့သူ့နောက်လိုက်နောက်ပါတွေနဲ့ကြံစည်နေတာထိနှံ့ရဖို့အတွက်ဘယ်လိုလုပ်မယ်ဆိုအောက်ကမြောက်ပေးတဲ့လူတွေကလည်းရှိတယ်ကိုရဲ့မင်းသားဘယင်ဖြစ်မယ်ဆိုရင် तू ကစစ်သူကြီးဖြစ်မှာတော့ဝန်ကြီးဖြစ်မှာတော့ခွင့်ရေးတွေမျောလင်းပြီးတော့တွန်းတာတွေကလည်းရှိတယ်တော်တော်ဟိုကြောက်စရာကောင်းတယ်ပေါ့နော်။အဲ့လိုရေးတွေကအဲ့လိုဖြစ်တယ်။အဲ့တော့ကနောင်မင်းသားကအေရှိမင်းဖြစ်နေတဲ့အခါကျတော့အကယ်၍ကနောင်မင်းတို့မင်းကြီးနိုင်ရဆွမ်းသွားရင်ကနောင်ကနန်းတက်မှာကနောင်နန်းတက်လို့ရှိရင်ကနောင်ကသူ့မှာလည်းသားကြီးတွေရှိလားထက်မြက်တဲ့သားတွေရှိလားတော့မင်းတို့မင်းရဲ့သားကြီးတွေကသူတို့ဘယင်မဖြစ်ရမှာဆိုတော့အဲ့ဒီမဲ့မြင်းကုန်းမင်းသားနဲ့မြင်းကုန်းမင်းသားနဲ့မြင်းကုန်းတိုင်းညီကိုနှစ်ယောက်မြင်းကုန်းနဲ့မြင်းကုန်းတိုင်းဒါမျိုးတွေရဲ့နာမည်နဲ့သူတို့မျိုးစားပေးထားတာပေါ့နော်မြင်းကုန်းမင်းသားနဲ့မြင်းကုန်းတိုင်းမင်းသားတို့ဟာကနောင်မင်းသားကိုလုံးကြံမှုတပ်ပစ်ဖို့သူတို့ကကြိုးစားလာသည်အထိဖြစ်လာကနောင်မင်းသားကိုရှင်းမယ်ပေါ့ရှင်းပြလိုက်မယ်ပေါ့တော့ရှင်းပြလိုက်မယ်ဆိုတော့ကနောင်မင်းသားလည်းသူ့ခြံရံနဲ့ရှိတာဆိုရှင်းလင်းမှုဆိုခက်တယ်သူအဆောင်နေနဲ့အဲ့ဘာလို့တုံဆိုတော့ကြမ်းဖန်ပြီးတော့ကနောင်မင်းသားနာဓာတ်နဲ့ရောက်ဖို့သူတို့ကြံကြတယ်ညီကိုနှစ်ယောက်တယောက်နဲ့တယောက်တလွယ်တွေနဲ့ရံဖြစ်တဲ့ပုံစံမျိုးလုပ်တယ်နော်ကနောင်မင်းသားရှေ့မှာညီကိုနှစ်ယောက်ထားပြီးတော့ဓာချင်းရှင်ခုတ်ကြတယ်တော့သူရသားရမဟုတ်ဘူးသူတို့ကဒါအကြံနဲ့လောက်ကြညီကိုနှစ်ယောက်ဓာနဲ့ရှင်ဆိုင်ဟိုရံဖြစ်ကြတဲ့အခါကျတော့ကနောင်မင်းသားကဟဲ့မလုံးကြနဲ့လို့ထားလိုက်မှခေါင်းပိုင်းပလိုက်တယ်ဓာနဲ့ပိုင်းလိုက်တယ်အဲ့လိုလုံးကြံလိုက်တဲ့အခါကျတော့လုံးကြံမှုလို့လည်းသိရောအကုန်လုံးဒီမင်းသားတွေက
သူတို့လည်းမကဘူးဒီကနောင်နေရှင်းမှာမဟုတ်ဘူးမင်းတို့မင်းကြီးပါတတ်မှာသူတို့ကမင်းတို့မင်းကြီးပါတတ်ဖို့လုပ်ကြတာနောက်ဆုံးမှမင်းတို့မင်းကြီးကလည်းဒီချိန်မှာရှုပ်ထွေးနေတာဘယ်သူကဘာလုံးမှန်းကိုမသိဘူးတတ်မှုဖြတ်မှုဖြစ်သွားပြီနန်းတွင်းထဲမှာရှုပ်ထွေးယုံဆံကတ်တွေဖြစ်နေပြီဆိုမင်းတို့မင်းရဲ့တက်တွေကနောင်မင်းသားတက်တွေကဒါလုံးကြံမှုဆိုပြီးတော့တက်တွေချက်ချင်းဆင့်ခေါ်ပြီးတော့လုံညိုရေးလုပ်ကြတာပေါ့နော်သူ့လူကိုလူမကွဲဘူးရုပ်တရက်အဲ့တော့မင်းတို့မင်းကြီးလည်းအပြင်ရောက်နေတဲ့အချိန်မှာနန်းတော်ကိုဝင်ရဝင်တော့မင်းတို့မင်းကြီးဒီဘက်ကလာလို့ရှိရင်သူဝင်မဲ့အပေါက်ကိုကြိုတင်သိထားတော့ငါပိုက်ကြီးဆိုတဲ့အကောင်ကိုမြင်းကုန်းတို့မြင်းကုန်းတိုင်တို့ကဒီနားနေမင်းဓာထမ်းဆောင်နေမင်းတို့မင်းလာရင်တော့အသေးပဲအဲ့ဒီကမင်းတောင်းအောင်ဆိုပြီးတော့တောင်းပေးထားသူတို့ကြံစီတဲ့အတိုင်းပဲမင်းတို့မင်းကြီးကအဲ့ဒီပေါက်ကရောက်လာနန်းတော်ထဲဝင်မလို့လာတဲ့ခါကျတော့အဲ့ဒီငပိုက်ကြီးဆိုတဲ့ဓာထမ်းဆောင်နေတဲ့မင်းမှုရန်ကိုမြင်တဲ့ဟဲ့ငပိုက်ကြီးလာခဲ့လို့ဆိုတော့ငယ်ငယ်လေးကကြောက်တဲ့ကောင်ဆိုတော့လေတတ်ရမဲ့ကောင်ကမတတ်ရဲဘူးကြောကုန်းစမ်းဆိုပြီးတော့သူ့ကြောပေါ်တက်ပြီးငါနန်းတော်ပို့ပေးဆိုအဲ့ဒါနဲ့မင်းတို့မင်းကြီးကအတတ်မခံအောင်လွတ်သွားသူနန်းတော်ထဲကျလုံခြုံသွားပြီလေဆောင်းထဲဝင်သွားပြီအဲ့ဒီမှာမင်းတို့မင်းကြီးကသူ့ရဲ့တက်တွေကိုရန်တော်တက်တွေနဲ့ပြန်ပြီးတော့ခုခံအတော်လုံးယူရတယ်နဲ့တူတယ်ရုပ်တရက်တော့မပြီးဘူးနောက်ဆုံးမှာတက်ကူတွေရောက်လာတဲ့အခါကျတော့မြင်းကုန်းတို့မြင်းကုန်းတိုင်းတို့ထွက်ပြေးသွားကြတာသူတို့ရှုံးပြီးတော့ထွက်ပြေးသွားကြသူတို့လက်ချက်ဆိုတာနောက်တော့ပေါ်လာတော့ထွက်ပြေးသွားကြဘယ်ဒီအောင်ထွက်ပြေးတော့ဆိုရင်အဲ့ဒီတော့အောက်ပမာပြေးကအင်္ဂလိပ်အုပ်တာအင်္ဂလိပ်နယ်တဲ့ထွက်ပြေးကြနောက်တစ်ခါမြင်းကုန်းမင်းသားပဲထမတယ်မြင်းကုန်းမင်းသားကြီးကဗီယက်နမ်ပဲရောက်သွားဗီယက်နမ်မှာပဲသူကောင်းချသွားတယ်သူ့မျိုးနွယ်တွေဗီယက်နမ်မှာရှိတယ်လို့ကြားဗီယက်နမ်နိုင်ငံပြင်သစ်ကအုပ်ချုပ်တာအဲ့တော့ပြင်သစ်နယ်တဲ့ရောက်သွားအဲ့လိုမန္တလေးနန်းတွင်းမှာလောက်ကြမှုကြီးဖြစ်သွားတယ်လောက်ကြမှုကြီးဖြစ်သွားတော့ဒီကနောင်မင်းသားရဲ့သားတွေကလည်းဒီကိစ္စမယိုးသားဘူးပေါ့လေမင်းတို့မင်းကြီးကိုယ်တိုင်ပါလောက်တယ်ဆိုပြီးတော့သူတို့ဖေးသေးရတာမင်းတို့မင်းကြီးရဲ့လက်ချက်ဖြစ်လောက်တယ်ဆိုပြီးတော့သူတို့မင်းတို့မင်းကြီးကိုပုံကံပြီးတော့ထွက်သွားကြတယ်အဲ့ဒါကိုမင်းတို့မင်းကြီးကတက်တိလွတ်ပြီးတော့ပထမတော့ချော့ခေါ်မရဘယင်ခေါ်လို့မရတဲ့အခါကျတော့ဆရာတော်ကြီးတွေလွတ်တယ်မင်းတို့မင်းကဆရာတော်တို့သွားပြီးတော့ဒီမင်းသားဖြောင်းပြပြီးတော့ခေါ်ပေးပါဆိုတော့ဆရာတော်ကြီးတွေကြွသွားပြီးတော့အဲ့မင်းသားကိုဖြောင်းပြပြီးတော့ပြောဆိုကြတာနောက်ဆုံးမင်းသားကဗာပြောတော့ဆိုဆရာတော်တို့တပည့်တော်ရဲ့အသက်ကိုအာမခံနိုင်မလားနန်းတော်ပြန်လိုက်လာလို့တပည့်တော်ကိုမတတ်စေရပါဘူးလို့အာမခံနိုင်လားလို့ဆိုဆရာတော်ကြီးတဲ့အဲ့ဒါတော့ငါတို့အာမမခံနိုင်ဘူးပေါ့ဘယင်ဆိုတော့သူလှုပ်ချင်လို့ပြောလို့မရအဲ့ဒီအာမမခံနိုင်ဘူးဆိုရင် तू မလိုက်နိုင်ဘူးဖြစ်ချင်အဖြစ်ဆက်ပြီးတော့ तू ကတော်လိုင်းလှုပ်တော့မယ်ဆိုနောက်ဆုံးတော့သူတို့လည်းတိုက်ပွဲမှာကြာသွားကြကနောင်မင်းရဲ့သားတွေလည်းတိုက်ပွဲကြာအဲ့ဒီလိုပြဿနာတွေကနန်းတော်အတွင်းမှာဖြစ်တာပေါ့နော်မင်းဖြစ်ဖို့ရအတွက်ပြဿနာတွေဖြစ်တယ်အခုလည်းပဲဒီဩကကဘုရင်ကြီးရဲ့ဇန်တုဆိုတဲ့နောက်ထပ်မင်းသားငယ်အကြောင်းပြုပြီးတော့ဟိုမင်းသားကြီးတွေမှာပြဿနာဖြစ်လာနိုင်တယ်ပေါ့ဖြစ်လာနိုင်တော့ဩကကမင်းကြီးကသားတွေကိုခေါ်ပြီးတဲ့အခါကျတော့အကျိုးအကြောင်းကိုပြောတယ်အခုဇန်တုရဲ့အမေကငါ့ကိုသူ့သားအတွက်ထိနှံတောင်းနေတယ်အဲ့တော့မင်းတို့ခုခဏလောက်တော့ကြပြောလို့မရဘူးမင်းတို့အသက်အန္တရာယ်ဖြစ်လိမ့်မယ်ငါရှိနေတော့မင်းတို့ခဏရှောင်းနေလိုက်ကြငါမရှိတော့တဲ့အခါကျတော့မင်းတို့ဒီနန်းတော်ဒီဘယင်ဖြစ်အုပ်စိုးကြလို့သူတို့ပြောပြီးတော့ပြည်တွင်းကနေထွက်ခွာခွင့်ပြုလိုက်တယ်
အဲ့ဒါနဲ့သူတို့ဟိမန္တာထွက်သွားကြတာအဲ့တော့သား၄ယောက်နဲ့မင်းသား၄ယောက်နဲ့မင်းသမီး9ယောက်ညီကောင်မောင်နှမ9ယောက်ဟိမန္တာတောင်ဘက်ကိုထွက်သွားပြီးတော့သူတို့ခမည်းတော်ကြီးအသက်ရှင်သမျှကာလပတ်လုံးရှောင်တိန်နေတဲ့သဘောပေါ့နော်အဲ့လိုသွားကြတယ်ထွက်တဲ့အခါမှာမင်းသားတွေဆိုတော့မျှော်လင့်ချက်ရှိတယ်လေသူတို့ကအာယတိန်ဘတ်တော်ဘုရင်ကြီးကတော့အသက်ကကြီးလာပြီမင်းသားတွေကြတော့အာယတိန်ဘတ်တော်ဆိုတာအလားလာကောင်းတယ်ပေါ့သူတို့မင်းဖြစ်လာနိုင်တဲ့အနေထားရှိတယ်အဲ့ဒီလာလာကောင်းတဲ့အချိန်မှာယာရုကောင်းကောင်းရခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးပဲဒါတွေကနော်အခွင့်အရေးသမားတွေကအများကြီးရှိတယ်အဲ့တော့မင်းသားတွေဟိမန္တာပဲထွက်သွားတယ်ဆိုနောက်ကလိုက်လာကြသူတို့ထွက်တဲ့နေ့မှာပရမမှာတောင်းချီလိုက်တယ်ဟိုကတော့ယူဇနာနဲ့ပြောတာဒုတိယနေ့ကျတော့နောက်ထပ်တောင်းချီလိုက်လာတယ်တတိယနေ့ကျတော့နောက်ထပ်တောင်းချီသိန်းချီသွားတယ်သူတို့တက်ကမင်းသားတွေနောက်လိုက်ပြီးမှုထမ်းမဲ့အမှုရန်တွေကအများကြီးဖြစ်လာအကယ်၍အဲ့ဒီစစ်တပ်ကိုအသုံးချပြီးတော့တိုင်းပြည်တစ်ပြည်ကိုဝင်ရောက်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်သူတို့ကနိုင်တဲ့အနေအထားမျိုးထီအောင်ရောက်သွားတယ်စစ်အင်အားအဲ့လောက်ထိကြီးမားသွားတယ်ပေါ့နော်ကြီးမားတော့မင်းသားတွေကစဉ်းစားတယ်သူများတိုင်းပြည်လူတာမကောင်းပါဘူးလောကမှာမြေမရှားဘူးငါတို့ဟိမန္တာထဲမှာမြေရှာမယ်ဆိုပြီးထွက်သွားကြဟိမန္တာတောင်ချေရောက်တဲ့အခါကျတော့အမတန်မှကြီးတဲ့ကျွန်းတော်ကြီးတစ်ခုတွေ့အဲ့ကျွန်းတော်ကြီးထဲမှာလည်းကျွန်းတော်ကြီးလည်းမှာရေကန်ကြီးကလည်းရှိတယ်အဲ့ဒီနေရာရောက်သွားတဲ့အခါမှာရသေးကြီးတစ်ပါးကရသေးကြောင်းလေးနဲ့အဲ့ဒီမှာရှိနေတယ်အဲ့ရသေးကြီးကိုဝင်ပြီးတော့ကြောကြတဲ့အခါမှာရသေးကြီးကမေးတယ်ဘာလို့လာတော့ဆိုတော့သူတို့မြေရှာတယ်ပေါ့တိုင်းပြည်တီထောင်မလို့လာတယ်ဆိုအဲ့ရသေးကြီးကဘူမိစာလမြေကျန်အတက်ကိုတတ်တယ်မြေရဲ့တန်ဖိုးသိတယ်ပေါ့လေဝိဇ္ဇာတတ်တစ်မျိုးသိတယ်ရသေးကြီးနာမည်ကကပိလတဲ့သူចောင်းဆောက်ထားတဲ့နေရာကမြေကအမတန်မှထူးခြားတယ်သမင်နေပါလေအဲ့နာရောက်လာလို့နောက်ကကြားလိုက်လာတယ်ဆိုရင်အဲ့နာလည်းသမင်ရောက်လာကြားဆက်မလိုက်ရဘူးသမင်ကပြန်လိုက်တယ်အဲ့ဒါလို့စွန့်ရည်တတိရှိတယ်မြေမျိုးပေါ့လေနေရာရှာတယ်ဆိုတော့ယသိကြီးကသူ့မြေအမတန်မှဘူမိနဲ့တန်မှန်တဲ့အကြောင်းပြောပြီးတော့မင်းသားတွေမြေသူ့နာမည်ကိုအသုံးပြုပြီးတော့မြို့တယ်မဲ့ဆိုရင်သူ့နေရာပေးမယ်သဘောတူလိုက်ပြီးတော့မြို့ခွဲတီထွင်လိုက်ကြတာကပိလဝုထုဆိုပြီးတော့နာမည်ပေးလိုက်တယ်ကပိလယသိကြီးရဲ့မြေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကပိလဝုထုဆိုကပိလယသိရဲ့မြေအဲ့ဒီပုံမှာတည်လိုက်တယ်မြို့တည်လိုက်ကြအဲ့တော့မင်းသား၄ယောက်အမနဲ့နမတော်တွေနဲ့9ယောက်အလုံးမင်းကြီးမင်းသား9ယောက်အချီးဆုံးကဘုရင်လုပ်ပြီးတော့အဲ့တော့ဘုရင်ဆိုတာထီနန်းတိုင်းပြည်တစ်ခုအုပ်ချုပ်မယ်ဆိုတော့ဘုရင်ရှိရမယ်မိဖုရားရှိရမယ်အဲ့ဒါတွေရှိလာတယ်ပေါ့အဲ့တော့တခြားမျိုးသမီးတွေရှိတော့လည်းပဲသူတို့လည်းအရွယ်တွေကရောက်နေကြတော့မင်းကြီးမင်းသားတွေဟာအိမ်တော်မဲ့ပါလာတဲ့အမတ်ကြီးတွေကစီမံကြတာပေါ့နော်စီမံကြပြီးမင်းသားတွေကိုလျှောက်တယ်တိုင်းပြည်မှာဟုတ်လားသားတော်အဆက်မြစ်တော်အညွန့်ဆွေ90မျိုး90အုပ်စိုးရမှာဆိုတော့ထိုက်တန်တဲ့အိမ်တော်ဘက်တွေရှိဖို့လိုတယ်လို့ဆိုမင်းသားတွေကပြောတော့ဆိုငါတို့နဲ့မျိုးဆက်တူတဲ့လူလည်းတယောက်မှမရှိဘူးအလုံးကအနှိမ့်နေဝန်တန်းနေဖြစ်နေမျိုးသမီးတွေပါလာတာတယောက်အနှိမ့်နေဇက်နှိမ့်နေဝန်တန်းနေပေါ့နော်သူတို့တဲ့နှိမ့်အဲ့တော့ထိုထဲမှာအမျိုးရောရင်မကောင်းဘူးအမျိုးဆိုတာတန့်တာကောင်းတယ်ဆိုပြီးတော့
အကြီးဆုံးအဲ့ဒီပဲအကြီးဆုံးပိယာဆိုတဲ့အမကြီးမင်းသမီးကိုလားသူတို့နှမတော်တွေပါလေပိယာဆိုတဲ့အကြီးဆုံးအမျိုးသမီးကိုဖယ်ထားပြီးတော့မင်းသား၄ယောက်ပဲရှိတာအဲ့တော့သူပိယာအာနန္ဒာဝိစိတသေနာဆိုတဲ့အစဉ်တိုင်းပေါ့ညီကို၄ယောက်နံပါတ်စဉ်တိုင်းပဲနှမအရင်နေနဲ့အိမ်အောင်ပြုတ်လိုက်ကြတယ်သူတို့အားလုံးကသဘောတူပြီးအိမ်အောင်ပြုတ်လိုက်ကြတယ်အိမ်အောင်ပြုတ်ပြီးတော့အဲ့ဒီမှာထိနှံအုပ်ချုပ်နေကြတာအဲ့တော့အောက်ကကဘီရင်ကြီးကစုံစမ်းရေးလွတ်တယ်ငါသားကြီးတွေထွက်သွားတာကြာပြီဘယ်ရောက်နေကြလဲဘာလုပ်နေကြလဲမေးတော့အဲ့ဒီသူတို့စီသတင်းရောက်လာတာအဲ့ကျွန်းတော်ကြီးထဲမှာသူတို့မျိုးပြတီထောင်ပြီးတော့နေကြတယ်တခြားမျိုးတွေနဲ့ရောရှက်ကုန်မှာဆိုလို့နှမတွေနဲ့အိမ်အောင်ပြုတ်ပြီးတော့သူတို့တိုင်းပြည်အုပ်ချုပ်နေကြတယ်ဆိုအောက်ကကမင်းကြီးကနှုတ်ကနေထွက်ပြီးပြောလိုက်တာတัจ java တဘောကုမာရာပရမတัจ java တဘောကုမာရာမင်းသားတွေကတတ်နိုင်လိုက်ကြတာတော့ကိုတတ်နိုင်တဲ့ကောင်တွေပဲဘာလို့လို့ဆိုရင်မောင်နှမအရင်အိမ်အောင်ပြုတ်ရဆိုဒီကောင်တွေတော်တော်တတ်နိုင်တဲ့ကောင်တွေပဲအမျိုးကိုထိမ့်သိမ်းဆော့ဆော့လို့မောင်နှမအရင်အိမ်အောင်ပြုတ်လိုက်တာဘုရင်ကြီးကအမျိုးထိမ့်တဲ့နေရာမှာတော့ဒီကောင်တွေတော်တော်တတ်တရှိတဲ့ကောင်တွေပဲလို့ချီးမွမ်းလိုက်တာအဲ့ဒီကနေတัจ java တဆိုတဲ့စကားကိုအကြောင်းပြုပြီးတော့အဲ့ဒီမျိုးဆက်ကိုတัจ java လို့ခေါ်သွားကြတာအဲ့ဒီစကားလုံးကစားသွားတာတัจ java ဆိုတာတက်ကစွမ်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခါတာကိယလို့ခေါ်တာဆိုတော့တာကဆိုတာကျွန်းပင်ကိုပါဠိလိုတာကလို့ခေါ်တယ်အဲ့ကျွန်းတော်ကြီးထဲမှာမြို့ပြတီထောင်နေတာဖြစ်သောကြောင့်တာကိယလို့ခေါ်တာကျွန်းတော်ထဲမှာနေထိုင်ကြတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တာကိယဒီလိုသူတို့ရဲ့သမိုင်းကြောင်းကအဲ့လိုလာတာဒါပထမဆုံးအစပဲအောက်ကကမင်းကြီးရဲ့တัจ java တဘောကုမာရပရမတัจ java တဘောကုမာရမင်းသားတွေတတ်နိုင်လိုက်ကြတာအသိကိုတတ်နိုင်တဲ့ကောင်တွေပဲလို့ပြောတဲ့စကားကိုအကြောင်းပြုပြီးတัจ java လို့နာမည်ပေးလိုက်တယ်တัจ java လူမျိုးဆိုပြီးတော့စာတိထွန်းအဲ့လိုနေရနေအဲ့ဒီမှာပိယာဆိုတဲ့ဒီနမတော်တွေကအကြီးဆုံးအိမ်အောင်မပြုတ်တဲ့မင်းသမီးကြီးကနောက်ပိုင်းမှာတော်တဲ့နေရင်ကနေသူကကိုယ်ရည်ပြားယောဂဖြစ်လာတာအသက်ကတော့ကြီးကြီးတော့မဟုတ်ဘူးကိုယ်ရည်ပြားယောဂဆွဲလာခရုသင်းတို့ဘာလို့လို့ဟာမျိုးပေါ့နော်အရည်ပြားယောဂတစ်ခုဖြစ်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကကြောက်တယ်အရည်ပြားယောဂဟာတယောက်နဲ့တယောက်ကူးဆက်နိုင်တယ်အတူနေကြမယ်ဆိုရင်ကူးဆက်မယ်ကူးဆက်မှကြောက်တော့ဘာလို့တော့ဆိုမြို့ပြင်ထုတ်ကားတယ်တောထဲမှာမြေကူတူးလိုက်တာမြေလှိုင်ကူတူးပြီးတော့အဲ့ဒါပဲကြာကြာနာနာအပေါ်အဖုံးနေပါလေနဲ့လေဝင်လေတဲ့ကောင်းအောင်တော့လှုပ်ထားမှာပေါ့နော်မြေကူကြီးတူးပြီးတော့ပြင်ချက်တွေပါလေခင်းမြေအောက်လှိုင်ကူတစ်ခုလှုပ်ပြီးတော့အဲ့မင်းသမီးကြီးကိုအဲ့ထဲမှာပြင်မကနေပြီးတော့ခတ်ထားလိုက်တာသူခင်ဗျာအဲ့ဒီမှာအကျဉ်းထောင်နဲ့ရောက်သွားသလိုဖြစ်သွားယောဂကြောင့်မို့လို့ကုဆက်မှာကြောက်ပြီးတော့အဲ့ဒီပို့ထားတယ်ဒါပေမဲ့အစားအစာတွေပဲတော့ပို့ပေးတယ်ပေါ့နော်အဲ့လိုသူ့ကိုခွဲထားလိုက်တာအဲ့ဒီအချိန်မှာအဲ့ဒီမြေကူလုံးတဲ့နောက်ပိုင်းမှာမြေကူရဲ့လှိုင်ကူရဲ့အနီးနားမှာကလောပင်ကြီးပဲရှိတယ်အဲ့ကလောပင်ကြီးကလည်းအပင်ကြီးဟိဝန္တာဆိုတော့သစ်ပင်ကြီးတဲ့အကြီးကြီးအဲ့ဒီမှာတစ်ခေါင်းကြီးကလည်းကျဲတယ်ဗာရဏသီကဘုရင်ကြီးတို့ကလည်းအကြီးကိုယ်ပြားယောဂဖြစ်လို့သူ့ကိုမိဖုရားတွေမောင်မတွေနန်းတော်သူနန်းတော်သားတွေကဘုရင်ပေမဲ့လို့ယွန်ညတယ်ပေါ့ကိုယ်ပြားယောဂဖြစ်တယ်အဲ့ဒါနဲ့သူလည်းမနေတော့ဘူးဆိုထွက်လာတာဟိမန္တာပဲထွက်လာကိုယ်ပြားယောဂဖြစ်လို့ဟိမန္တာပဲထွက်လာအဲ့ကလောကောင်းကြီးတွေ့တဲ့အခါသူကအဲ့ထဲမှာတကားတွေပဲတက်ပြီးတော့အဲ့ထဲမှာနေတာတစ်ခေါင်းထဲမှာအောင်းတဲ့လူသားတယောက်ဖြစ်လာ
အဲ့ဒီမှာနေပြီးတော့တောထဲမှာရှိတဲ့တတိတိရွက်ညကြလို့ရှိရင်ကြာဟိန်းတန်တို့ချင်းသေးဟောက်တန်တွေနားထောင်ပြီးတော့အဲ့ဒီဘက်ကိုသွားပြီးတော့ချင်းသေးတွေရဲ့စားခြင်းတို့ကြားတို့စားခြင်းတွေကြားတွေကတတ်စားလာပြီးတော့ကုံစားမတော်ဘူးကြံတာတွေရှိတယ်ပေါ့နော်အဲ့ဒီချင်းသေးစားတဲ့စားခြင်းတွေကြားစားတဲ့ခြံတွေကိုသွားယူတယ်သူကသွားယူပြီးတော့အဲ့ကလောကောင်းထဲမှာထားပြီးတော့မီးနဲ့กินပြီးတော့အဲ့ဒါနဲ့စားနေတာအဲ့လိုစားပြီးတော့ကလောပင်နဲ့လည်းနေတာဖြစ်တယ်ကလောခေါက်တွေကလောရွက်တွေလည်းသူစားတယ်စားတဲ့ခါကျတော့သူ့ရဲ့ကိုယ်ရပြားယောဂပျောက်သွားတယ်အလွှာလောကွာချပြီးတော့ကိုယ်ရပြားပဂရီလိုဖြစ်သွားတယ်ယောဂပျောက်သွားတယ်အဲ့လိုယောဂပျောက်သွားတဲ့အခါကျတော့တရက်မှာနားဆွင့်ပြီးနေတဲ့အချိန်မှာအမျိုးသမီးအော်တန်တဲ့ခါကြားလိုက်တယ်သူကခါတိုင်းတော့မကြားဘူးအဲ့နေရအော်တန်ကြားလိုက်တယ်ဘာလို့အော်တော့ဆိုခုနကပိယာဆိုတဲ့မင်းသမီးကြီးနေတဲ့လိုင်းကူတွေကတကားကိုကြားလာပြီးတော့ချစ်ပြီးတော့ကုတ်ဖွင့်တယ်အဲ့ဒီမှာကြောက်ပြီးတော့အော်လိုက်တာလူတန်းကြားလိုက်တာအညာဩဇန်ကြားတယ်ဘယ်ဘက်ကဆိုတော့သူမှတ်ထားပြီမနေ့ကျတော့အဲ့သွားကြည့်တော့ခုနကလိုင်ကူထဲမှာထဲထားခြင်းခံရတဲ့အမျိုးသမီးကိုသွားတွေ့နောက်ဆုံးမှာသူလည်းကိုယ်ရည်ပြားရောရှိတယ်အဲ့တော့ဒီကိုယ်ရည်ပြားရောဆေးကိုသူကုပေးမယ်ဆိုပြီးတော့သူနေတဲ့နေရာခေါ်သွားလိုက်တာတကားဖွင့်ပြီးတော့ခေါ်သွားပြီးကလောကောင်းထဲမှာနေတယ်ခုနသူစားတဲ့ဆေးတွေကျွေးတော့အမင်းသမီးကြီးကလည်းယောဂပြောက်သွားတယ်အဲ့တော့သူတို့နှစ်ယောက်အိမ်အောင်ဖက်လိုက်တာသားသမီး32ယောက်မွေးတဲ့နော်ကောလိယဆိုတာအဲ့ဒီကလောပင်မှာ32ယောက်မွေးတဲ့အခါကျတော့မုတ်ဆိုးတွေကတောလဲလာတဲ့အခါသူတို့ဘုရင်ကြီးဗာရဏသီဘုရင်ကြီးကိုတွေ့တော့သားသမီးတွေနဲ့သူတို့ကတောထဲမှာပဲဒီတိုင်းနေတော့တာဟိုမပြန်တော့ဗာရဏသီကလာတဲ့မုတ်ဆိုးကတွေ့တဲ့အခါကျတော့အကျိုးကြောင့်သိသွားတယ်သိတော့ဗာရဏသီပြန်မှုမင်းကြီးကိုရှောက်တဲ့နဲ့ကမင်းကြီးကမပြန်တော့ဘူးငါဒီမှာပဲနေတော့မယ်ဆိုအဲ့ဒါနဲ့ကလောဘင်းကြီးကိုလှဲပြီးတော့အဲ့ဒီနေရာမှာမြို့ပြတိတာသူအဲ့ဒါကောလိယဆိုဖြစ်သွားအဲ့တော့အဖေဘက်ကဟိုအမျိုးတွေကတာကိယဒီဘက်ကကောလိယဆိုပြီးတော့ဖြစ်သွားတော့တိတ်တော့အနိကကြည့်တော့မဟုတ်ဘူးပေါ့အဲ့ကြားထဲမှာခုနရောဟိနီမြေချားမယ်ပေါ့အဲ့လိုဟိမဝန္တာတောင်ကြီးမှာမြို့ပြနှစ်ခုဟာတဖြည်းဖြည်းနဲ့တီထောင်ပြီးသွားတယ်အဲ့ဒီမှာဘုရားမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တိဟာနုဘုရင်ကြီးကသုတ္တရဏမင်းကြီးရဲ့ဖခင်ကြီးတော်ဖြစ်တယ်အဲ့တော့တက်ကြကတိဟာနုဘုရင်ကြီးကအဲ့ဒီအုပ်ဆိုးတဲ့အချိန်မှာသုတ္တရဏစားတဲ့ဩရဏညီနောင်တွေကိုမွေးတယ်နောက်ခုနကောလိယမျိုးဆက်ကဘယ်တော့မာယာတို့မဟာပဇာဝတိကောရမီတို့မွေးတယ်အဲ့လိုနော်မဟာပဇာဝတိကောရမီတို့ပြီးတော့မာယာတို့ကအဲ့ဒီကောလိယမြို့သူတွေသုတ္တရဏဘုရင်ကြီးကကပိလဝမြို့သားသူတို့အပြန်လန်းအိမ်အောင်ပြုကြတယ်နောက်ပိုင်းကျတော့အဲ့ဒီသုတ္တရဏမင်းကြီးနဲ့ကောလိယမြို့သူမင်းသမီးမဟာမာယာမဟာပဇာဝတိခောရမီအဲ့ဒီမဟာမာယာတို့နဲ့အိမ်တော်ဖက်တဲ့အခါမှာဖះလောင်းတော်သိတ္တထမင်းသားကိုမွေးဖွားတယ်လို့ဒါသိကဝိမင်းရဲ့တာကဝင်းသမိုင်းကအဲ့လိုလာတာဟုတ်နော်တကြသမိုင်းကအဲ့လိုလာပြီးတော့တာကဝိမင်းမျိုးဆိုတာထင်းနေရှားရှားဖြစ်ပေါ်ပြီးတော့လာခဲ့တယ်သုတ္တရဏထီအောင်မင်းဆက်ကနဲမဲ့တော့မဟုတ်ဘူးပေါ့နော်မင်းဆက်တွေမြောင်များစွာအဲ့ဒီသုတ္တရဏမင်းဆက်ရှောက်တဲ့အခါကျတော့ခုနရောဟိနီမြစ်ရှေရလုံမှုနဲ့ပတ်သက်ပြီးတော့တာကိယနဲ့ကောလိယနှစ်ပြည်တော်ချားမှာ
အချင်းများကြတယ်ရှေးရလို့မှုနဲ့အချင်းများပြီးတော့စစ်တိုက်ကြဖို့စစ်ပြင်းနေကြတယ်ဟိုဘက်ဒီဘက်ရှေ့သိမ့်ပိုက်ကြမယ်ရေးအတင်းယူကြမယ်ဆိုပြီးတော့ရှေးကစစ်တတ်တယ်ဆိုတော့သိတဲ့အတိုင်းပဲလေးများတွေပါတယ်ဓာတ်တွေလှမ်းနေတဲ့တိုင်းမှာပေါ့အဲ့ဒါလို့ဖြစ်တဲ့အခါမှာမြတ်စွာဘုရားသိတော့ရှုပ်တဲ့မြတ်စွာဘုရားကြွလာလိုက်တယ်စစ်တိုက်ခဏနေမှာမြတ်စွာဘုရားရောက်လာတာရောက်လာပြီးတော့တနိုင်ငံစัจ जा ရောဟိနိမြစ်ပေါ်မှာမြတ်စွာဘုရားကောင်းကင်ယံကနေပြီးတော့သူတို့တရားဟောတယ်နားလည်အောင်ပြောတယ်ပေါ့စစ်မဖြစ်အောင်ဟန္တာပေးတာဉာဏ်ဉာဏ်ရေးတရားဟောတယ်အချင်းမများကြဖို့ဒီဖန္နနာဇတ်ကိုလည်းအဲ့ဒီမှာဟောတယ်ငုံလေးရဲ့သမင်းကိုလည်းဟောတယ်နောက်ဖီလုံးငယ်ငယ်အကြောင်းကိုလည်းအဲ့ဒီမှာဟောတယ်အချင်းများရင်ပျက်စီးနိုင်တယ်ဆိုတဲ့အကြောင်းဟောပြီးတော့သုတ်တန်အနေနဲ့ဒီအတ္တဒါနသုတ်ကိုအဲ့ဒီမှာဟောတာအဲ့ဒီအတ္တဒါနသုတ်ကိုဟောတဲ့အချိန်မှာဟိုဘက်ကလည်းပဲမြတ်စွာဘုရားစကားနားထောင်ပြီးတော့လက်နဲ့တွေချပြီးတော့မြတ်စွာဘုရားဟောတာကိုနားဆွင့်နေတာဂိယတွေကလည်းတယုတ်တသေးနားထောင်ကြတယ်ကောလိယတွေကလည်းတယုတ်တသေးနားထောင်ကြတယ်အဲ့ဒီလိုနှစ်နိုင်ငံစစ်တိုက်မဲ့အလေကြားမှာမြတ်စွာဘုရားရောက်လာပြီးတော့ဟောတဲ့သုတ်တန်တရားဟာအတ္တထန္တာဆိုတဲ့သုတ်တန်တရားပဲဖြစ်တယ်ပေါ့အတ္တထန္တာဆိုတာကိုလုပ်ခဲ့တဲ့အမှားဒါကြောင့်မို့ဘသူအမှားလဲအခုလိုဒုက္ခတွေလူလောကမှာအစမပြေမှုတွေဒုက္ခတွေကြုံကြတယ်ရာဇဝမှုတွေသိကြတယ်ဘေးဒုက္ခပြေဆုံးရင်ဆိုင်ကြရတယ်ဒါတွေကဘသူအမှားလဲဆိုတာကိုမြတ်စွာဘုရားထောက်ပြပြီးတော့ဒီသုတ်တံဟောတာနော်အဲ့သုတ်တံဟာဂါရပုတ်ပေါင်း20ရှိတယ်20ရှိတော့တရတဲ့နဲ့တော့မပြီးဘူးသုတ်တံရဲ့အဓိပ္ပာယ်ကလည်းခက်ခဲတယ်အဲ့ဒီသုတ်တံလေးကိုစပြီးတော့မှတ်သားကြည့်ကြရအောင်မြတ်စွာဘုရားဟောတဲ့စကားလုံးနဲ့ကတော့တာကိယမင်းနဲ့ကောလိယမင်းနှစ်ဦးလုံးကိုညီညွတ်စိတ်ဆက်ဖို့အတွက်တော်ဝဆက်ဆက်ပြီးတော့ဟောတာအတ္တထန္တာဘယံသတံဒီစကားလေးကစကားလုံးလေးကတူတူလေးပဲဘယံသတံဘေးအန္တရာယ်ဖြစ်လာတယ်ဘေးအန္တရာယ်ဟာအကြောင်းမရှိဘဲနဲ့ဖြစ်တာဥမာမဲ့လူတယောက်ဖမ်းခံရတယ်ထောင်သွင်းခြင်းကြခံရတယ်ပစ္စည်းတွေအသိမ်းခံရတယ်လူတယောက်ကြုံတွေ့တဲ့ဘေးအန္တရာယ်ရာဇဝသားအသက်ခံရတယ်ဒါတွေဟာကြုံရတဲ့ဘေးအန္တရာယ်ဟာတော့သူဖြစ်လာတာမဟုတ်ဘူးအမှားတစ်ခုခုကြောင့်ဖြစ်လာကြတာအမှားတစ်ခုခုကြောင့်ဖြစ်လာဆိုပါစို့လူတယောက်ဟာရာဇဝမှုတစ်ခုကျွလွန်တယ်ကျွလွန်တော့ဖမ်းခံရတယ်ဖမ်းခံရပြီးတော့ဖမ်းခံရတယ်ထောင်ထဲမှာနှိပ်စက်ခံရတယ်တချို့ကျတော့သေဒဏ်ပေးခံရတယ်တချို့ကျတော့ပစ္စည်းတွေသိမ်းခံရတယ်ရှေးတုန်းကလည်းပဲဒီလိုပဲဒီဘုရင်တွေကအပြစ်ဒဏ်ချမှတ်တယ်ပေါ့အဲ့လိုလူတွေခိုးမှုဝဲမှုကျူးလွန်ပြီးဆိုလို့ရှိရင်တော့ကိုလုပ်တဲ့အမှားအတွက်ခံကြရတယ်အဲ့ဒါကိုမြတ်စွာဘုရားကအတ္တထန္တာဘယံသတံလောကမှာဘေးဒုက္ခတွေဖြစ်လာတာဟာအတ္တထန္တာကိုလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့်ပဲနော်ထန္တာလို့ဆိုတာဒီနေရာမှာထန္တာလို့သုံးတာဘာတုံးလို့ဆိုတော့ထန္တာဆိုတာဟာတဲ့ဒုစရိုက်လုပ်ငန်းပေါ့ကိုလုပ်လိုက်တဲ့မှားယွင်းတဲ့အလုပ်တစ်ခုအဲ့ဒါကိုဒီနေရာမှာထန္တာလို့ဆိုတာအပြစ်ထံပေါ့နော်ကိုကျူးလွန်ခဲ့တဲ့အပြစ်ထံကိုကျူးလွန်ခဲ့တဲ့အပြစ်ထံကြောင့်လောကလူသားတွေကဘေးရန်တွေကြုံတတ်ကြတယ်ဒါရာဇဝမှုကျူးလွန်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားပေါ့နော်လောကမှာကြုံတွေ့ရတဲ့ဘေးရန်အန္တရာယ်တွေဟာတဲ့အတ္တထန္တာကိုယ်အမှားကြောင့်ပဲဖြစ်တယ်ကိုလှုပ်လို့မလှုပ်တဲ့လူတွေမခံရဘူးလေရာဇဝမှုကျူးလွန်ပြီဆိုရင်အဲ့ဒီကျူးလွန်တဲ့ပြစ်မှုပြစ်ဒဏ်တွေခံရတယ်
အဲ့ဒါဟာအတ္တဒန္တံဘယံသတံလောကရဲ့သဘာဝကိုပြောပြတာစနံပတ္တထမေရကံသို့တော်လည်းလူတွေဟာကိုလို့တဲ့ပြစ်မှုကိုခံကြရတယ်ဆိုပေမဲ့လို့လူတွေဟာတူနဲ့တူမတည့်ကြဘူးတဲ့အချင်းများနေကြတယ်ရံဖြစ်ကြတယ်ဆဲကြတယ်ဆိုကြတယ်တောစုနဲ့တူတိုက်ကြတယ်ခိုက်ကြတယ်မေရကအငင်းကုန်တွေဖြစ်နေကြတယ်ဒီလိုဘေးရန်အနေကြတဲ့ဟာအေးချမ်းချမ်းနေကြလားဆိုမနေကြဘူးရံဖြစ်နေကြတယ်နော်ရံဖြစ်နေကြအဲ့ဒီရံဖြစ်နေတဲ့လူတွေကိုချိချစမ်းပါတဲ့ရသော်ဗျာကမင်းတာကွေမင်းနေနဲ့ကောလိယမင်းနေကိုပြောပြတာလောကမှာဒီဘေးရန်အနေဖြစ်တယ်ဆိုတာကိုကျွလွန်ခဲ့တဲ့အမှားကြောင့်ဖြစ်တာအဲ့ဒီအမှားကြောင့်အမှားကျွလွန်ထားတဲ့အပြင်မှာလူတွေကြည့်လိုက်စမ်းတယောက်နဲ့တယောက်မတည့်ကြဘူးဒီကြားထဲမှာရံဖြစ်နေကြသေးတယ်အခုလည်းရေအတွက်ညှင်းခုန်ပြီးတော့ရံဖြစ်နေကြတာလေအဲ့ဒါတွေကိုမင်းတို့သေသေးချာချာစဉ်းစားကြည့်တဲ့တံဝေခံကိတ္တိတာမိယထာတံဝိစိတံမယတံဝေခံကိတ္တိတာမိဆိုအဲ့လိုလူတွေဟာအေးချမ်းစွာမနေကြဘဲနဲ့တယောက်နဲ့တယောက်ရံဖြစ်နေတာစိတ်ပြက်စရာကောင်းတယ်။မဝေကားဆိုတာစိတ်ပြက်စရာကြီးပဲ။ညီငွေ့စရာကောင်း။ယထာတံဝေစိတမယငါတော့တော်စိတ်ပြက်တယ်ပေါ့။ငါကိုယ်တိုင်စိတ်ပြက်တယ်။အချင်းချင်းညီညွတ်ညွတ်နေကြမဲ့အစားအခုလိုရံဖြစ်နေတာစိတ်ပြက်ဖို့ကောင်းတယ်ပေါ့။အဲ့ဒီစိတ်ပြက်ဖို့ကောင်းတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ငါမင်းတို့ကိုရှင်းပြမယ်။တိုက်ဝေမင်းနဲ့ကောဒီယာမင်းတွေကိုအကုန်လုံးကရှင်းပြမယ်ဆိုပြီးတော့ဒီဒါအစကားချိလိုက်တာရှင်းပြမယ်ဆိုပြီးဒုတိယကထာမှာမြတ်စွာဘုရားပါဟောတော့ဖန္ဒမန္နံပဇံဒိဋ္ဌဝမစ္စေအဘောရကိယထာတိတထင်ရှားတဲ့ဥပမာပေးလိုက်တာရှည်တွေကတဖြည်းဖြည်းယောနေသွားလို့ရှည်မရှိတော့လောက်အောင်ဖြစ်သွားတဲ့အိုင်ထဲကငါးတွေဟာတစ်ဖြတ်ဖြတ်နဲ့ထိငါးတွေကတုံလုံးခြောက်ချနေကြတယ်နော်ငါးတွေကရှည်ဆိုတဲ့ပုံးခွေရမရှိတော့တဲ့အခါမှာငါးတွေကတစ်ဖြတ်ဖြတ်ငှက်တွေကလည်းဝိုင်းလာကြပြီနော်ဖြိုင်းတွေကလည်းဝိုင်းလာကြပြီတခြားငှက်တွေကလည်းဝိုင်းလာကြပြီအဲ့ဒီရှည်မရှိတော့အကာအကွယ်မဲ့တဲ့ငါးတွေကိုဖမ်းယူစားတော့နေကြတယ်အဲ့ဒီငါးတွေဟာတစ်ဖြတ်ဖြတ်နဲ့တုံလုံးနေကြသလိုပဲတော့ငါးဆိုကုန်းမော်တင်လိုက်ဖလက်ဖလက်ဖြစ်နေတာပဲလေအဲ့ဒါပျော်လို့ခုံတာမဟုတ်ဘူးလူတွေကတော့ကပျော်လို့ခုံနေကြတာငရဲကြသွားလို့ရှိရင်ပူလို့ခုံတာအဲ့ဒါပျော်လို့ခုံနေမှတ်တယ်ဟိုမိတ်တဝိနကဆိုတဲ့ကောင်အဲ့လိုဟာမျိုးဖြစ်တာပေါ့လူတယောက်ကခေါင်းမှာသင်တုံးဆက်ကြီးကခေါင်းပေါ်မှာလဲနေတော့သွေးရဲတန်ရဲဖြစ်နေတာသူကအမေစော်ကားပြီးလာတဲ့ကောင်ဆိုတော့အဲ့ဒီငရဲသားကိုတွေးတဲ့ခါကျသူကထင်တယ်ဟာဒီကောင်ခေါင်းပေါ်လဲပန်းမွင့်ကြီးပန်းထားပါလားသူမျက်နှာလည်းပဲစန္ဒကူနန်းသာနီတွေလိမ့်ထားတာဟိုကောင်ကအမလေးလိုလေးနဲ့ကခုံနေတာဟိုအဲ့ဒါကိုသူကတကယ်ကိုဟိုအမလေးလိုလေးနဲ့ဒုက္ခရောက်လို့ခုံပေါက်နေတာဟိုကနေတယ်ထင်တယ်နော်ခုခေတ်ကတွေနဲ့ခတ်ဆင်တယ်ပါအဲ့ဒီမှာသူကသွားပြီးတော့လောကမှာတော့မင်းအပျော်ဆုံးထမရဲ့ခေါင်းပေါ်ကလည်းပန်းကြီးပန်းထားသေးတယ်နန်းသားတွေလည်းလိမ့်ပြီးမင်းအမလေးလူလေးအောနေတာကိုသူကပေါ့တချင်းဆိုနေတယ်လို့ထင်နေလားမသိပါဘူးတချင်းဆိုပြီးတော့ကနေတယ်လို့ထင်တာသူစိတ်ထဲမှာမင်းကြပန်းကြီးငါပေးပါလို့သွားတောင်းတာဟိုကောင်ဒါကြပန်းမဟုတ်ဘူးသင်တုံးဆက်ကြီးဆိုတော့မင်းငါမပေးခြင်းလို့လိမ့်နေပါကွာပြောတော့ဟိုကောင်ကအေးငါတော့ကြွတ်တော့မယ်နဲ့ဆိုပြီးတော့သူကောင်းမော်တင်တုံးဆက်ကိုဟိုကောင်းကောင်းမော်ပြစ်တင်လိုက်တဲ့အခါကျတော့မိတ္တဝိနကဆိုတဲ့ကောင်အဲ့ဒီကောင်းမော်တင်တုံးဆက်ရောက်သွားအဲ့ဒီကြတော့မှတင်တုံးဆက်မှန်းသိတယ်ပျက်စီးခြင်းကြုံပြီဆိုရင်အဲ့လိုပဲဖန္နမန္နံပဇံဒိဋ္ဌဝမစ္စေအပောရကေယထာငါးတွေဟာရေနဲလို့တစ်ဖြတ်ဖြတ်ခုံနေတာဟာကြောက်လန့်တုန်လှုပ်ပြီးခုံနေကြတာဖြစ်တယ်ပေါ့ပျော်လို့ခုံတာမဟုတ်ဘူးတဲ့နော်ပျော်နေတာမဟုတ်ဘူး
သူတို့ဟာယုံကံပြီးတော့အသက်ရှင်မှုအတွက်ခါကြောက်လန့်တကြားဖြစ်ပြီးတော့ခုံနေကြတာအဲ့ဒီလိုလူတွေဟာဒုက္ခရောက်ပြီဆိုလို့ရှိရင်တော့စိတ်တုန်လှုပ်ခြောက်ခြားပြီးတော့နေကြတယ်တဲ့အဲ့ဒါတွေကိုမြင်တဲ့အခါမှာအညမင်းကြီးဟိပြရုပ်တွေဒိဋ္ဌဝမံဘယမဝိတိအဲ့ဒါလိုတုန်လှုပ်ခြောက်ခြားပြီးတော့လူတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဟုတ်လားတေရတော့မှမို့တုံလုံးခြောက်ချားနေတာပစ္စည်းတွေဆုံးသွားလို့တုံလုံးခြောက်ချားနေတာဆွေတွေမျိုးတွေကနေဆုံးရှုံးသွားလို့တေဆုံးသွားလို့တုံလုံးခြောက်ချားနေတာလူတွေကတုံလုံးခြောက်ချားမှုတွေအများကြီးဖြစ်နေကြတယ်အငြိမ့်မနေနိုင်ကြဘူးအဲ့လိုတုံလုံးခြောက်ချားပြီးတော့ရှည်တဲ့ကရှည်ရည်နဲသွားတဲ့အိုင်ထဲကငါးတွေလိုပဲတစ်ဖက်ဖက်နဲ့တုံလုံးခြောက်ချပြီးအညမင်းကြီးဟိပြရုပ်တွေတူနဲ့တူဒေါသတွေနဲ့မျက်စောင်းတစ်ခဲခဲနဲ့နေကြတာတွေမတည့်ကြတာတွေအချင်းချင်းရံဖြစ်ကြတာတွေအဲ့ဒါတွေမြင်တဲ့အခါကျတော့ငါရင်ထဲမှာစိတ်ပြည့်ညီးငွေ့เสียကြီးလောကကြီးတစ်ခုလုံးကစိတ်ပြည့်ဖွယ်ကောင်းတယ်ဆိုတာတွေ့ရတယ်လို့မြတ်စွာဘုရားတဟောတာနော်တတိယဂါထာမှာကျတော့သမန္တမတ္တရောလောကောထိတတပ္ပသမေရိတာလောကကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အနှစ်သာရလုံးဝမရှိဘူးအနှစ်သာရဆိုတာခိုင်မာတာတခုမှမရှိဘူးအခုချမ်းသာတော့ကြမွဲတော့ဗျာအခုယာရုရှိတော့ကြယာရုကြတော့ဗျာအခုကျမ်းမာနေတော်လေးကြတော့နေမကောင်းလို့တဲ့ဆေးရုံရောက်တော့ဗျာအခုမှပျော်ပွဲရှင်ပွဲစကားတွေပြောနေသေးခဏနေတော့တည်သွားပြီလို့သတင်းကြားပြန်လောကကြီးကဘာမှခိုင်မြဲမှုမရှိဘူးတဲ့တမန္တမတ္တရောလောကောပေါင်းခြင်းလောကကြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှခိုင်မြဲတာမရှိတာသိကြတယ်တဲ့လူတွေရဲ့စိတ်ဆန္ဒဟာအိဋ္ဌံဘဝနမတ္တနောကိုယ့်ရဲ့လုံခြုံရာဘေးကင်းရာကိုယ့်ရဲ့ဘဝနားခိုရာကိုအမြဲတမ်းရှာဖွေနေကြတယ်နေစရာအတွက်လူတွေဟာအများအားစိတ်ဝင်စားနေကြတယ်အဲ့ဒီလိုစိတ်ဝင်စားနေဒီနေရာကောင်းလိမ့်မယ်ထင်တယ်ဒီအခြေအနေကောင်းလိမ့်မယ်လို့မျှော်လင့်ချက်တွေရှိနေကြပေမဲ့နတ္တတာသိအနောတိတံထင်တဲ့အတိုင်းမဟုတ်ဘဲနဲ့ဆုံးသက်သွားတာတွေအများကြီးပဲထင်တဲ့အတိုင်းမဟုတ်ဘဲနဲ့ဆုံးသက်သွားတာဘာလို့တော့ဆိုရင်လူဆိုတာကိုသာဝရနုပြိုနေမယ်လို့ထင်မိမယ်လို့အိုမင်းချင်းနဲ့ဆုံးသက်သွားရပြန်တယ်သာဝရကျမ်းမာနေမယ်လို့ထင်မိမယ်လို့ယောဂဖြစ်ခြင်းမှလည်းအဆုံးသတ်သွားကြတယ်သာဝရအသက်ရှင်နေမယ်လို့ထင်ပေမဲ့လို့သိဆုံးခြင်းမှအဆုံးသတ်သွားကြတယ်ဘယ်သူမှသူ့ကိုယ်သူသိမယ်လို့မထင်ကြဘူးနော်ဘယ်သူမှသူ့ကိုယ်သူရုပ်ပြည့်စင်မြဲဖြစ်သွားလိမ့်မယ်ဘယ်သူမှသူကျမ်းမာရေးပျက်စီးသွားမယ်လို့ကိုယ့်ကိုယ်ကိုမျှော်လင့်မထားကြဘူးတဲ့အလုံးမျှော်လင့်ကြတော့အိဋ္ဌံဘဝနမတ္တနောကိုကောင်းစားဖို့ကိုလုံခြုံစိတ်ချဖို့ဒါပဲမျှော်လင့်ကြတာသို့တော့တကယ်ရလာလို့ဆိုမရဘူးတဲ့အလုပ်တစ်ခုကိုအောင်မြင်နိုင်မယ်လို့ထင်တယ်လုပ်တယ်မအောင်မြင်ဘူးနော်လူတကာထင်ကြည့်မယ်ထင်ပြီးတော့လုပ်တယ်ထင်မကြည့်ဘူးလူတကာချီးမွမ်းမယ်လို့ထင်ပြီးလုပ်တော့ကဲ့ရဲ့ခံရပြန်ချမ်းသာမယ်ထင်ပြီးလုပ်တဲ့ဒုက္ခနဲ့တိုးတယ်အဆုံးသက်တွေကအဲ့ဒီလိုကြီးပဲဖြစ်နေကိုမထင်မှတ်တဲ့အဆုံးသက်နဲ့ပဲလောကကြီးကအဆုံးသက်နေတာဆိုတော့လောကကြီးရဲ့ခိုင်မာမှုအနှစ်သာရရှိမှုဟာဘယ်နေရာမှရှာမတွေ့နိုင်ဘူးတဲ့ဓိတာတပ္ပသမေရိတာအားလုံးဟာလှုပ်နဲ့ရိမ့်ရိုင်နေတဲ့သဘောပဲတွေ့ရတယ်သင်္ခါရတရားမှန်သမျှဘယ်ရာမှတိမှတ်တည်ငြိမ်နေတာမရှိဘူးအများအားပြောင်းလဲနေတာ ever changes ဘာပဲဖြစ် ever changes ပဲเนาะအများအားပြောင်းလဲနေတာကောင်းမယ်ထင်လည်းမကောင်းဘူးเนาะမျောလင်းကြတာပဲလေအခုဆိုရင်ဘုန်းကြီးတို့ခုလက်တွေ့နေကြတယ်ကဘာကြီးမှာလက်တွေ့နေကြတယ်ဗိုင်းရပ်စ်ယောဂနဲ့2019ခုနှစ်ကပေါ်လာတဲ့ဗိုင်းရပ်စ်ယောဂနဲ့ဒီလိုလို့ဘယ်သူမှမမျှော်လင့်ဘူးလေမမျှော်လင့်တာရခုဖြစ်
ဖြစ်နေတယ်လေအဲ့ဒီတော့ကဖြစ်ခါစားတော့ပြောတယ်ຫນွေပေါက်ရင်ပျောက်သွားမှာပါပြောတတ်နေကြတယ်ຫນွေပေါက်လဲမပျောက်ဘူးခေါင်းတောင်ထောင်လာသေးတယ်နောက်မိုးရွာရင်ပျောက်မယ်လို့ထင်တယ်မိုးရွာတော့လည်းမပျောက်ဘူးဆောင်းရောက်ရင်လည်းပျောက်သွားလိမ့်မယ်လို့ထင်ကြတယ်ဆောင်းရောက်ပြန်တော့လည်းမပျောက်ပြန်ဗိုင်းရပ်စ်ကမျိုးမျိုးပြောင်းလိုက်တယ်နော်မျိုးမျိုးပြောင်းပြီးတော့အရင်တော့က Delta တို့ Alpha တို့နဲ့လာခဲ့တာအခုတခါ Omicron ဆိုပြီးတော့လာပြန်ပြီတစ်နှစ်ကျော်နှစ်နှစ်ထဲရောက်နေပြီပျောက်သေးဘူးဘယ်တော့ပျောက်မယ်လို့မျှော်လင့်လို့မရဘူးဖြစ်နေအဲ့တော့မထင်မှတ်တာတွေအကုန်ဖြစ်နေတာလောကကြီးဟာကောင်းစားလိမ့်မယ်လို့ထင်ပြီးတော့မကောင်းစားတာတွေနဲ့ကြုံရတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားတမန္တမတ္တရောလောကောထိတတပ္ပသမေရိတာအိသံဘဝနမတ္တနောနတ္တသာသိအနောတိတံပတ်ဝန်းကျင်ကကိုယ့်ရဲ့ပတ်ဝန်းကျင်လောကကြီးကိုနှစ်သာရရှိမယ်လို့ထင်တာလုံးဝနှစ်သာရမရှိဘူးတဲ့အားလုံးဟာတည်ငြိမ်မှုမရှိဘဲနဲ့လှုပ်ရှားရိမ့်ရိုင်နေတာသာဖြစ်တယ်အိသံဘဝနမတ္တနောကိုယ့်အတွက်တော့ဒီနေရာလေးကနော်လုံခြုံစိတ်ချရတယ်လို့ထင်းနေကြတော့လည်းပဲလုံခြုံစိတ်ချရတဲ့နေရာဆိုတာမတွေ့ရဘူးလောကကြီးထဲမှာလုံခြုံစိတ်ချတဲ့နေရာရှာလို့မတွေ့ဘူးလို့အဲ့ဒါလို့မြတ်စွာဘုရားဒီသုတ္တမှာဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့အပိုင်း1ကိုဒီလောက်နဲ့ပဲနိုင်ရှိသွားလို့ရပ်ပြီးနောက်တစ်ရက်ကိုဆက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတယ်ဆိုတာနိုင်ယူချရအောင်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားဟောကြားတဲ့ဘု து အမှားလဲဆိုတာလောကကြီးမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခတွေဟာကိုလုပ်ခဲ့တဲ့အမှားတွေများစွာရှိတယ်ဆိုတာကိုယ့်ကိုစဉ်းကျင်သုံးသပ်ကြည့်တတ်ဖို့မြတ်စွာဘုရားထောက်ပြပြီးတော့ဟောကြားတာဖြစ်လို့အားလုံးကိုယ့်ကိုဘု து အမှားလဲဆိုတာကိုအဖြေထုတ်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း